green ကြီးညာယောဂမှန်ခွဲစိတ်ရမှာပါခွဲစိတ်ပြီးကုသမှသာပျောက်ပါတယ် fighting ကြောက် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယောဂတစ်ခုနဲ့ပတ်သက်ပြီးတော့ပြောပြချင်လို့ပါနော်ဘာယောဂလဲဆိုတော့ green ကြီးညာပေါ့ဗမာလိုခေါ်ရင်တော့ green ကြီးညာပေါ့အင်္ဂလိပ်လိုဆိုရင်တော့ anal fistula ပေါ့အပြဿနာပါနော်အဲစအိုဝါရဲ့ဘေးတလက်မဝင်ကျင်တာမှာပြည်ဘူးလို့ဝက်ချံဘူးလို့သွေးစုနာဘူးလို့ပေါ့နော်ပေါက်တယ်ယောဂပေါ့အဲ့ဒီကောင်ကကျွန်တော်ဖြစ်တာ3နှစ်ခွဲ4နှစ်လောက်ရှိဘယ်မှမတည်ဘူးဗျဂရင်းဂျီနာလို့မတည်ဘူးဘုဒ္ဓကလည်းနေတာပါနော်ပုံမှန်အနာလေးတစ်ခုလောက်ပဲလို့ထင်တာပါနော်အမှန်တကယ်တော့မဟုတ်ဘူးပေါ့အဲ့ဒါကိုတချို့ကစီးမိတူနေမှာနော်ခုကြတယ်ကွန်ဒီလေးတွေးလိမ့်နေဆရာခိုးလေးလိမ့်နေမပြောက်ပါဘူးgreen ကြီးညာယောဂမှန်ရင်မပြောက်ပါဘူး green ကြီးညာယောဂမှန်ခွဲစိတ်ရမှာပါခွဲစိတ်ပြီးကုသမှသာပျောက်ပါတယ်အဲ့ဒါလေးလာပြောပြတာပါနော်ကျွန်တော်အခုအဲ့ယောဂကိုအခုခွဲစိတ်ပြီးမနေ့ကခွဲတယ်ပါနော်ဒီနေ့ဒါဗီဒီယိုရိုက်ပြီးတော့ပြောပြတာပါဗမာမျိုးခွဲရင်တော့တစ်ချိန်နဲ့ရကြမှာရမှာပေါ့ဗျာနှစ်ကြိမ်ခွဲခြင်းလည်းခွဲရမှာပေါ့သူကပြန်ဖြစ်တယ်ပေါ့နော်တော်တော်များများကျွန်တော်ကြားတာဗမာမျိုးမှာလုပ်ရင်တစ်ကြိမ်နဲ့မပြီးဘူးပေါ့ဗျာနှစ်ကြိမ်လောက်ရတယ်ပေါ့ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်တစ်ကြိမ်ပဲလို့နှစ်ကြိမ်ပဲလို့ဆိုလိုချင်တာခွဲရမယ့်ယောဂပါတချို့ကအနာကိုရှောက်ပြီးတော့ပေါက်ကြရတွေလိမ့်ပြီးတော့စီမီတို့နဲ့ကုနေအောင်ဆိုလိုပါယောဂမဖြစ်တဲ့နာတွေဖြစ်သွားမှာဆိုလို့ကျွန်တော်ပြောပြတာပါတော့じゃပိုးဝင်လာပဲဖြစ်တယ်လေသူကဆိုးနာဖြစ်တဲ့အတွက်ဘာပြောတခုခုမှားယွင်းသွားရင်မလူလားအဲ့တဲ့ပြဿနာတွေဖြစ်မှာဆိုလို့ပါအဲ့ဒါလေးလာသတိပေးတာပါနောက်ထပ်သိချင်တာရှိရင် comment မှာမေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်